ရခိုင်ပြည်မြို့တော်စစ်တွေမှာတော့တိုက်ပွဲရပ်တန့်နေတာရက်တော်ကြာနေရကနေလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တံတွေကိုမနေ့ကပြန်ကြားရတယ်လို့သတင်းရရှိပါတယ်။လက်နက်ငယ်တံလက်နက်ကြီးပစ်ခတ်တံတွေကိုရဲယိုပြီးရွာဖို့တောကန်ဘက်တွေကအဓိကကြားရတယ်လို့မြို့ရဲကစစ်ကားတွေနဲ့ရွှေမင်းကန်ဘက်ကိုလည်းဆင်းနေတာမြင်ရတယ်လို့စစ်တွေဒေသခံတအူကပြောပါတယ်။အခုပစ်ခတ်တံတွေဟာနှစ်ဖက်တိုက်ပွဲကြားကထွက်ပေါ်လာတဲ့တနက်တံဖြစ်တယ်လို့ဒေသခံတွေကပြောဆိုပါတယ်။စစ်တွေမျိုးအခြေဆိုင်အာနာသိန်းစစ်တပ်အထိုင်စခန်းတွေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်လို့ရေလဲရှိစစ်ရင်ရင်တွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကိုဒီကနေ့မှပြန်လည်လှုပ်ဆောင်လာတယ်လို့နရင်စရာတို့ပြောဆိုပါတယ်။ကြောက်ဖြူမှာတော့တောင်မဦးမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးအာနာသိန်းစစ်တပ်ကလေကြောင်းပစ်ကူရှုပြီးတိတ်ဆုံးတန်ရာရစစ်သားတွေကိုဆွဲထုတ်ယူရတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။တောင်မဦးရေတပ်ကနေမီလ10ရက်နေ့ကစစ်မျက်နှာတင်ဖွင့်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့အရခတပ်တော်တို့ဟာမနေ့ကအထိအဝတောင်ရွာနာကတောက်တန်းမှာ3ရက်မြောက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်အာနာသိန်းစစ်တပ်ကနေမြေမကျွမ်းတဲ့အပြင်ရာသီဥတုကြက်တက်မှုတွေကြောင့်အကြအဆုံးများပြားနေတဲ့အတွက်အလောင်းနဲ့ဒဏ်ရာရသူတွေကိုလေရင်2စီးနဲ့ပစ်ကူယူပြီးဆွတ်ထုတ်သွားခဲ့တယ်လို့ပြောပါတယ်။